ရှေ့နှစ်တုန်းကကျမတငယ်ချင်းတယောက်အသက်50မှာဆုံးသွားတယ်။ရိုးရိုးဖျားနာတာလေးပဲ။တပတ်အကြာမှသူဆုံးသွားတာ။ဝေဒနာခဏလေးခံစားပြီးတခြားကမ္ဘာကိုသူရောက်သွားတယ်။ရောက်ရပုံမှာအေဂျင့်ပါစေကြောင်းသူ့ကိုကျမတို့ကဆူတောင်းပေးတယ်။2 လလောက်ကြာတော့သူ့ယောက်ျားကိုကျမကဖုန်းဆက်လိုက်တယ်။ကျမရဲ့ခေါင်းထဲမှာလည်းသူကတစ်ချိန်လုံးအလုပ်ကိစ္စနဲ့ခရီးထွက်နေရတော့အခုချိန်မှာသူတော့ကြေကွဲနေမှာပဲလို့တွေးမိလို့ပါ။အိမ်ကဝေယဝစ္စတွေအားလုံးကျမတငယ်ချင်းသူ့မိန်းမကပဲကြီးကြပ်တယ်တာဝန်ယူတယ်လေ။သားသမီးရဲ့ပညာရေးကိစ္စမိအိုဖအိုကိုပြုစုစောင့်ရှောက်ရေးကိစ္စအကုန်လုံးပဲ။ကျမတငယ်ချင်းကအမြဲတမ်းပြောနေကြစကားလေးတစ်ခုရှိတယ်။ဒီအိမ်မှာငါမရှိလို့မဖြစ်ဘူး။ငါယောက်ျားကကော်ဖီတစ်ခွက်ရေနွေးချမ်းတအိုးတောင်မကြိုတတ်ဘူး။ငါမိသားစုကငါ့ကိုအမြဲလိုတယ်။ဒါပေမဲ့ငါပေးဆက်မှုကိုသူတို့ဘယ်တော့မှတန်ဖိုးမထားဘူး။ဒါကဖြစ်ရိုးဖြစ်စဉ်လို့သူတို့ကထင်နေကြတယ်။ငါကြည်ကြည်နဲ့လှုပ်သမျှတိုင်းကိုသူတို့ကတဘာဝကြတယ်ဖြစ်တင်တယ်လို့ထင်နေကြတယ်တငယ်ချင်းရဲ့သူ့ယောက်ျားကိုကျမဖုန်းဆက်တာကလည်းကျမဘာများကူညီပေးရမလဲလို့မေးဖို့အတွက်ပါဒီအချိန်မှာသူ့ယောက်ျားရဲ့နေ့စဉ်ဘဝကရှုပ်ရှက်ခတ်နေမှာပဲလို့ကျမတွေးမိထားတယ်မိသားစုတစ်ခုလုံးကိုထောက်ပံ့ပေးနေတဲ့မိမကိုရုတ်တရက်သူဆုံးရှုံးလိုက်ရတာလေသူအလုပ်လဲလုပ်ရအောင်မယ်ဒီမိသားစုကိုသူဘယ်လိုစီမံနိုင်မလဲသူ့ကိုကျမတခုခုကူညီနိုင်မယ်ထင်တယ်လေဖုန်းကအကြာကြီးမိလေကင်တဲ့လူမရှိဘူးတနားရီကျော်လောက်ကြာတော့တငယ်ချင်းရဲ့ယောက်ျားကကျမစီဖုန်းပြန်ဆက်တယ်သူကကျမကို sorry လို့အရင်တောင်းပန်တယ်တငယ်ချင်းတယောက်နဲ့သူ tennis ကြိုက်နေလို့ဖုန်းမကင်ပြစ်တာပါလို့ပြောတယ်သူကကျမကိုသူအလုပ်ပြောင်းလိုက်ပြီပေါ့နော်ဒါကြောင့်ခရီးထွက်စရာလည်းမလိုတော့ဘူးလို့ပြောပြတယ်အိမ်မှာအဆင်ပြေကြလားလို့ကျမကတသားလေးမေးကြည့်တော့သူကကျွန်တော်ကထမင်းချက်တယောက်ငှားလိုက်တယ်လကနည်းနည်းပို့ပေးပြီးအိမ်မှာလိုအပ်တာတွေအဲ့ဒီထမင်းချက်ကိုပဲထွက်ဝယ်ခိုင်းလိုက်တယ်ပြီးတော့ကျွန်တော်မိဘတွေကိုစောင့်ရှောက်ဖို့ကျွမ်းကျင်ဝန်ထမ်းတယောက်ကိုလည်းကျွန်တော်ငှားလိုက်တယ်အားလုံးကတော့အဆင်ပြေပါတယ်ကလေးတွေလည်းအဆင်ပြေတယ်အခုဆိုသူတို့ကပုံမှန်ပြန်ဖြစ်သွားပြီလေလို့ပြောပါတယ်အဲ့ဒီနောက်ကျမတို့နှစ်သိမ့်စကားတချို့ပြောပြီးဖုန်းချလိုက်ပါတယ်ကျမရဲ့မျက်ဝန်းအိမ်မှာတော့မျက်ရည်တွေရေဝဲနေပါတယ်ကျမတငယ်ချင်းကိုကျမဘယ်တော့မှတော့မေးတော့မှာမဟုတ်ဘူးသူတက်ရှိထင်ရှားရှိတော့ကကျောင်းသားဟောင်းတွေ့ဆုံပွဲလဲသူမလာနိုင်ဘူးသူ့အဖွာနေမကောင်းလို့တဲ့သူ့မှာမင်္ဂလာဆောင်လဲသူမသွားနိုင်ဘူးအိမ်ပြင်နေတာကြည့်မဲ့လူမရှိလို့တဲ့တငယ်ချင်းတွေရဲ့တွေ့ဆုံပွဲတွေပျော်ပွဲရွှင်ပွဲတွေလဲသူမလာနိုင်ဘူးကလေးဆောင်မှုပဲရှိလို့တဲ့အိမ်မှာထမင်းချက်မဲ့လူမရှိလို့ယောက်ျားပြန်လာရင်အဖော်လောက်ရမှာမဟုတ်လို့စတဲ့အကြောင်းပြချက်တွေအများကြီးပေါ့နော်မိသားစုစီကချီးမွမ်းစကားကျေးဇူးစကားတွေတခွန်းကျမတငယ်ချင်းမျော်လင့်ယုံလေးပါဒါပေမဲ့တခွန်းမှသူမရခဲ့ဘူးပါဘူးဒီကနေ့မှာတော့ကျမသူ့စကားလေးတခွန်းလောက်တော့ပြောပြခြင်းတယ်တငယ်ချင်းမင်းကိုပြောပြခြင်းတယ်ဘဒူးကမှအစားထိုးလို့မရဘူးဘဒူးကမှမဖြစ်ဘူးဆိုတာအဲ့ဒါကိုတို့ရဲ့လွဲမှားတဲ့အယူအဆတွေပဲဒါမှမဟုတ်နှစ်သိမ့်မှုတစ်ခုလည်းဖြစ်လိမ့်မယ်ထင်အောင်ထင်မှားလည်းဖြစ်လိမ့်မယ်ကိုကတခြားလူကိုပထမနေရာမှာထားရင်ကိုကဒုတိယနေရာမှာရှိမယ်လို့ကိုတို့တွေထင်ခဲ့ကြတယ်တကယ်လက်တွေ့မှာကသူထွက်သွားတဲ့နောက်အိမ်ကို2 ယောက်ရောက်လာတယ်ကျမတို့ကအမြဲတမ်းထင်တယ်လို့ထင်ခဲ့တဲ့အရာတွေဒါကမှသူတို့အတွက်ကောင်းတယ်လို့ထင်ခဲ့တဲ့အရာတွေဒီလိုလုံးမှသူတို့ကြိုက်မယ်လို့ထင်ခဲ့တဲ့အရာတွေဒီလိုလုံးမှလူတိုင်းကိုပျော်ရွှင်စေတယ်လို့ထင်ခဲ့တဲ့အရာတွေကိုရှိမှသူတို့အဆင်ပြေမယ်လို့ထင်ခဲ့တဲ့အရာတွေအဲ့ဒီအရာတွေအဲ့ဒီဘောင်ကြီးကိုကျေးဇူးပြုပြီးတော့ဖြတ်လိုက်ကြရင်ဘုံကောင်းလားဒီအိမ်မှာကိုမရှိရင်ဘာမှမဖြစ်တော့ဘူးဘယ်သူမှမရှင်တန်နိုင်တော့ဘူးလို့တော့မထင်နဲ့ကိုအချိန်လေးနည်းနည်းလေးပေးတငယ်ချင်းတွေနဲ့မိတ်ဆွေဖွဲ့တွေ့ဆုံပါပတ်ဝန်းကျင်နဲ့ဝင်လျှောက်ကြည့်တာရေးနာရေးမှာဝင်ကူဖို့အချိန်လေးပေးကြည့်ပါဝါသနာပါရာတွေလုပ်ကြည့်ပါလို့ကိုဖေကအမျိုးသမီးတွေကိုပြောပြခြင်းတယ်ပျော်ရွှင်မှုကိုပြင်ပမှာမရှာပဲကိုပျော်ရွှင်စေမဲ့နည်းတွေကိုနည်းနည်းလောက်ရှာကြည့်စေခြင်းတယ်ကိုပျော်မှကိုဘေးကလူတွေလည်းပျော်ကြပါလိမ့်မယ်လူတိုင်းကိုလိုအပ်ရင်ကိုကရောကိုမလိုအပ်ဘူးလားကိုလည်းကိုလိုအပ်ပါတယ်ကိုလည်းကိုချစ်ရဂရုစိုက်ရပါမယ်အမျိုးသမီးတို့ရေအခုဖတ်ပြတဲ့စာပိုက်လေးဟာဆိုရင်ဆရာမနိုင်စနေပြောတဲ့စာပိုက်ကလေးကိုပြန်ပြီးတော့ဖတ်ပြခြင်းဖြစ်ပါတယ်အမေလိုစာမဖတ်နိုင်တဲ့တက်ကြီးရွယ်တို့အတွက်ရည်ရွယ်ပြီးတော့ဖတ်ပြတဲ့ဟာလေးလည်းဖြစ်ပါတယ်